အဲ့တော့ဘာပဲပြောပြောငါမောင်မပြောချင်တာကတော့ပြိတ်သက်ရှိဘူးငါမောင်မကဘူးဆိုပြီးဒီလိုလေးပေါ့နော်ပြိတ်သက်တဲ့ဆက်သွယ်မပြက်ကပြီးဒီလိုလေးဆိုပေးတာကိုမကျင်တတ်တယ်ဟုတ်ကဲ့မဟုတ်ရက်တီပြပျော်တယ်ရဟန်းဝါတာဖြစ်ပီတိဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့မပြိတ်သက်တယ်ငါမောင်ဘဝကိုဆက်ပြီးတော့မိသားစုနဲ့ဒီတမကချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်ကြမ်းကြမ်းမာမာနဲ့ရက်တီနိုင်ပါစေမိသားစုဘဝကိုလည်းဒီတမကပျော်ရွှင်ချမ်းမြေ့ပါစေငါမောင်မဆူတောင်းပေးတယ်ပေးတဲ့ဆုနဲ့ပြေးပါစေအဲ့တော့မတကောင်ရံမိုးလေးဟုတ်ကဲ့ဆိုပေးပါတိတ်ပဲရှိတာနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျေးဇူးတင်ပါတယ်တကောင်မိုးဆွဲချင်းတွေကလည်းကျွန်တော်ဘဝလိုပါတယ်ကျွန်တော်ရှင်တွေကပြောချင်တဲ့စကားလုံးတွေကျွန်တော်အနုပညာသမားတွေအားလုံးရဲ့ကိုယ်စားပေါ့နော်ပြောချင်တဲ့စကားလုံးတွေအဲ့ဒီသချင်းစာသားထဲမှာပါပါတယ်ဟုတ်တယ်နော်ကျွန်တော်ဆရာစလိုက်ဦးမင်းမင်းထိုက်ပေါ့နော်အဲ့ချင်းတွေကကျွန်တော်ဆရာကိုလည်းကာရဝါပြုရင်ကျွန်တော်အနုပညာသမားတွေအားလုံးရဲ့ရှင်တွေကခံစားရတဲ့စကားလုံးတွေဒီသချင်းလေးနဲ့ပုံဖော်ထားခြင်းဖြစ်ပါတယ်မောင်လေးဆိုပြမယ်နော်ဒီသချင်းလေးကိုကျွန်တော်ဆိုပြပြရစီဒီချင်းလေးဟာကျွန်တော်နှလုံးသားနဲ့ဆိုမှဖြစ်ပါတယ်ကျွန်တော်ခံစားနေရတာဒီခါလေးကျတော့လေတချို့စက်တပင်တွေအခု line ပေါ်မှာလည်းအရန်အောင်မြင်နေတယ်ပေါ့ဟုတ်ကဲ့အောင်မြင်နေတယ်ကျွန်တော်တို့တိတ်ကချင်တာပေါ့ဗျာကချင်တာပေါ့တိတ်ဆိုချင်ဒါပေမဲ့ကျွန်တော်တို့ကအားလာပြီးဆုံးသွားပြီကျွန်တော်ခံစားခဲ့ပြီးပြီကျွန်တော်ခံစားခဲ့ပြီးပြီဟုတ်တယ်အဲ့ဒါတွေကိုကျွန်တော်ဘဝလို့ကျွန်တော်တတ်မဲ့လို့မရဘူးလက်ရှိပြစ္ဆုတ်ပံအခုအမားတို့နဲ့ဒီပိတ်သက်ကြီးနဲ့တွေ့နေရတယ်မှာဒါမှဘဝအစ်စ်တွေမှန်တယ်ဟုတ်တယ်နော်ဟုတ်တယ်ရာပြောင်းနေတာမတည်မြဲဘူးလေဒီနေ့မနေ့ကမတူမှမတူတာဟုတ်ကဲ့ဟုတ်တယ်မလားဒီနေ့ကျွန်တော်ဒီလိုမျက်နှာမြင်ရပြီမဲ့နေ့ဘက်ကကျွန်တော်ပို့ချိုးတဲ့မျက်နှာမြင်နေရမှာလေတော့ပဲသူလိမ့်တယ်ပေါက်ပြားမျိုးလို့ချစ်လို့ပါပိတ်သက်ကြီးအခုချိန်ဒီပရိသတ်ပေါ်မှာအမြဲတမ်းကျွန်တော်ခု928ဆိုတဲ့မြစ်တာကြီးကြောင့်ကျွန်တော်အခုချိန်ဒီရက်တည်နိုင်တယ်လို့ကိုယုံကြည်ပါတယ်အမရေကဲတကောင်မိုးဆိုတဲ့ချင်းလေးကိုခန်းစားပြပါနော်အမမစင်းနဲ့အောင်စင်ညာတိုင်းဒီချိန်မျိုးမှာပိရဲ့တနာဝမ်းစာကိုရှာရွှေရင်တုံးရင်ခုံမောလျာစရာကာကြိုးကာကွယ်စုံနေသွားရွှေမင်းသားရဲ့ဘဝဟာဓမ္မရာစင်ညာတိုင်းဒီချိန်မျိုးမှာပရိယေတနာဝန်စားကိုရှာရွှေတုံးရင်ခုံမောလျောက်စရာကာယိုးကာကွယ်စုံနေသွားရွှေမင်းသားရဲ့ဘဝတမလာဝါမမျောလင်းသောညတန်းကောင်ရဲ့ပရိသတ်အိုးနဲ့ဆူဆူညံ့ညံ့မင်းသားလေးရဲ့အကမှုဝမ်းသာမဆုံးရွှေမင်းသားကဂျူလီဟာမကြနေပါကောင်းရဲ့မိုးငါရွာကနေပါတကောင်ရဲ့မိုးငါသေးမေရွာကကြည်ရနဲ့မကနေပါတကောင်ရဲ့မိုးငါသေးမေရွာရွာပါစေတကောင်ရွာရည်တိုင်းရွာရည်တိုင်းရွာတော်မို့တခြင်းစဲမ
ကျေးရှင်ပြိတ္တအားလုံးပေါ်မှာဘယ်တော့မှအခွင့်အရေးမယူပါဘူးကျွန်တော်တက်တဲ့အမှုပညာတွေနဲ့ကျွန်တော်အမြဲတမ်းစူးစမ်းပြီးဖြောပြီးသွားမှာပါအားရင်ညစင်ညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရင်တော့ရင်ခုံမောလျောက်စရာကာညုကကွယ်စုံနေလားရွှေမင်းသားရဲ့ဘဝဓမ္မရာမမျော်လင့်တော့ညတန်းကောင်းရဲ့ပရိသတ်အောင်ဝမ်းနဲ့ဆူဆူညံ့ညံ့မင်းသားလေးရဲ့ကမှုဝန်သာမစိုးရွှေမင်းသားကကြူလေးဟာမချမ်းနေပါတကောင်ရမိုးကရွာမကနိုင်မှာတကောင်ရဲ့မိုးကတဲ့မေရွာကချီရဲ့နဲ့မကနိုင်မှာတကောင်ရဲ့မိုးကတဲ့မေရွာရွာပါစီတခါရွာကြီးနိုင်ရွာကြီးနိုင်ရွာတော်မို့တကြင်စဲကျေးဇူးတင်ပါတယ်